အရာအလုံးရဲ့ဖန်ဆင်းရှင်ဤရတန်တိုင်းမှာတော့ကျွန်တော်တို့ရဲ့ကဘာကြီးပေါင်းဝင်အခြားအရာအလုံးကိုရာလို့ခေါ်တဲ့နေနဖျားဖန်တီးခဲ့တယ်လို့ဆိုထားပါတယ်ရာဟာနဖျားတွေအားလုံးရဲ့ဘယင်ဖြစ်ပြီးတော့အရာအလုံးကိုသူ့ရဲ့စကားနဲ့တင်ဖန်တီးဖြတ်စည်းပြလိုက်တဲ့အထိစွမ်းအားကြီးမားတယ်လို့ပရိမစ်စာတွေနဲ့အခေါင်းစာတွေမှာဖော်ပြထားပါတယ်ရာကိုနေရဲ့နဖျားအရာအလုံးရဲ့ဖန်ဆင်းရှင်အသက်နဲ့ပြန်လည်ရှင်သန်ထားမြောက်ခြင်းတို့ရဲ့နဖျားဖြစ်ဖော်ပြထားပြီးတော့သူ့ရဲ့ပုံစံဟာလူတစ်ယောက်ရဲ့ခန္ဓာကိုတိမ်ငတ်တကောင်ရဲ့ဥကောင်းနဲ့နေမင်းကိုကိုစားပြုတဲ့အလင်းရောင်စက်လုံးလေးတစ်ခုလည်းဥကောင်းတော့မှာပါပါသေးတယ်။ရာဆိုတာကလည်းရှေးခေတ်အီဂျစ်စာပေတွေကနေမင်းကိုအတိတ်ပဲရပါတယ်။ရာဟာကျွန်တော်တို့ကိုအမောင်လူရဲ့ရန်ကနေကာဝယ်ပေးပြီးတော့သူ့ရဲ့တင်းမောနဲ့ကောင်းကင်ကိုဖြတ်ပြီးတကဘာလုံးကိုအလင်းရောင်ရစေပါတယ်။နေဝင်ချိန်မှာတော့ရာနဲ့သူ့ရဲ့တင်းမောဟာပင်လယ်မျက်နှာပြင်ကိုဖြတ်ပြီးတော့မြေအောက်ကမောင်ကိုရောက်ရှိသွားပါတယ်။ရာဟာမြေအောက်ကဘာရဲ့အမှောင်လောကမှာရွက်လွင်နေတဲ့တေချင်းတရားရဲ့တကား12ခုကိုဖြတ်ပြီးတော့တမလွန်နေမြေ12ခုကိုဖြတ်တန်းသွားလာတတ်ပါတယ်ဒီလိုသွားလာနေတဲ့အချိန်တွင်ကဘာကြီးကိုအမှောင်လူလက်အောက်ကြားရောက်စေခြင်းနဲ့အပိုဖစ်ဆိုအမည်ရတဲ့မွေကြီးဟန်ကနေလည်းကာကွယ်ပေးပါသေးတယ်နောက်ပိုင်းကာလတွေမှာတော့အီဂျစ်မှာတခြားဘာသာအယူဝါဒတွေကြီးစိုးလာပြီးတော့ရာနဲ့သက်ဆိုင်တဲ့ဖျားเจ้าတွေကိုလုံးဝပိတ်ပစ်ခဲ့ကြပါတယ်